မင်္ဂလာပါရှင်ကျမတို့ Open School က teacher ကနဝေပါကျမတို့ teacher ပိုင်းလေးပါဒီနေ့ကျမတို့ကျောင်းလေးအနေနဲ့မိဘပြည်သူတွေရှိကိုတက်ဆက်ပေးကြစီစဉ်နေတခုရှိနေပါတယ်ဟုတ်ပါတယ်ရှင်ကျမတို့ကျောင်းကြီးကတော့ကျောင်းစာရေးပြင်တက်မွေဘာသာပညာရပ်တွေကိုပါသင်ကြားပေးနေတဲ့ကျောင်းလေးပဲဖြစ်ပါတယ်ရှင်ကလေးတွေကဆိုရင်ကိုဝါသနာပါတဲ့တက်မွေပညာဘာသာရပ်တွေကိုစိတ်ကြိုက်ရွေးချယ်ပြီးသင်ခွင့်ရရှိထားတာပဲဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်တချို့ဒါကြောင့်ဒီနေ့အစီအစဉ်လေးကတော့2025-2026ပညာသင်တဲ့အတွင်းတင်ကြားခဲ့တဲ့တက်မွေးဘာသာပညာရပ်တွေရဲ့ကျန်းကျက်မှုတွေကိုမိဘပြည်သူတွေစီကိုတင်ဆက်ပြသပေးမယ့်အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။ခေတ္တဆိုဒီချက်ရေးဒုညောင်ကလေးတွေရဲ့ခန်းစားချက်လေးတွေကိုတော့ပြီးမိကြည့်ကြစို့။သွားစို့ဒီချက်။သမီးတို့အားလုံးမင်္ဂလာပါ။မင်္ဂလာပါရှင် ။သမီးတို့ရဲ့နာမည်လေးနဲ့သမီးတို့ရဲ့အတန်းလေးတွေလည်းမိတ်ဆက်ပေးပါဦး ။သမီးက Grade 7ကျောင်းသူလေးမမေယူပါရရှင် ။သမီးက Grade 8မှာပညာသင်ယူနေတဲ့ကျောင်းသူလေးမောင်ဝိုင်းကျောင်းနေပဲဖြစ်ပါတယ်ရှင် ။သမီးကတော့ Basic မှာပညာသင်ကြားနေတဲ့ Mat 9D လေးဖြစ်ပါတယ်ရှင် ။သမီးတို့တက်ဝေပညာဘာသာရပ်တွေအများကြီးတက်ကမှာသမီးတို့ကဗေမီဂျာလေးရေးချထားတာလေ ။သမီးတို့အခုသင်နေတဲ့အနုပညာများတဲ့ထက်ကစောက်တိကတ်ချေဆိုတဲ့အနုပညာယူချက်လာပါတယ်ရှင်။ ။သမီးတို့ကဒီမေဂျာလေးကိုဘာကြောင့်ရွေးချယ်ရလဲဆိုတာလေးလည်းပြပြပေးပါဦး သမီးကဘာလို့ဒီမီဂျာလေးရွေးချယ်ရတယ်ဆိုတော့မိမရေကျေးမှုအနုပညာလေးဖြစ်တယ်ဒီရှောင်းလေးကိုလည်းဝသနာလေးပါတယ်ခုချိန်မှာဆိုရင်ဒီစောင်းသီးတွေဖြစ်တဲ့မိမရေကျေးမှုကရှားပါလာပြီးဖြစ်တဲ့အတွက်မိမရေကျေးမှုကိုထိထိနေတဲ့တမက်ဒီစောင်းပညာရဲ့လေးကိုရွေးချယ်ရခြင်းဖြစ်နေရှင်သမီးတို့အနေနဲ့ပေါ့နော်ကျောင်းပညာရပ်တွေအပြင်ဒီလိုတက်မွေးပညာရပ်တွေကိုသင်ကြားရတဲ့အတွက်သမီးတို့ရဲ့ခန်းစားချက်လေးလည်းပြောပြပေးပါဦး ။ဒီလိုညီမရင်ကျေးမှုမွေးနေ့ကိုသင်ကြားရတဲ့အတွက်သူများရင်နဲ့မတူဘူးပေါ့ရှားပါလာတဲ့အတွက်ကိုကဒီလိုမျိုးသင်ကြားရတဲ့အတွက်ကိုယ့်ကိုယ်လည်းဂုဏ်ယူတယ်။ကိုကဒီလိုပညာတွေသင်ကြားကျောင်းပညာတွေတက်မွေးပညာတွေသင်ကြားရတဲ့အတွက်ကိုယ်ကိုယ်တိုင်းအခြေတလန်းတာရလို့ခံစားရတယ်ပြီးတော့အခုခေတ်နဲ့ရှင်လာလို့ရှိရင်ကိုယ့်ကိုယ်ဒီလိုပညာတွေသင်ကြားရတဲ့အတွက်ကံကောင်းတယ်လို့လည်းထင်ပါတယ် သမီးတို့ရဲ့ဒီပညာမှုပေါ်မှာရောဘယ်လောက်ထိကြိုးစားတော့ဖို့ရည်ရထားလဲ ။ဘယ်လောက်ထိကြိုးစားဖို့ရည်ရထားလဲဆိုတော့ကိုကိုတိုင်းကနောက်လာမဲ့မျိုးဆက်တစ်တွေကိုသင်ကြားနိုင်တဲ့အထိကိုကိုတိုင်းပညာကိုလေ့လာမယ်စီးပူးမယ်ပြီးတော့ဆက်ဆံမတွေအဲ့လိုမျိုးဒီဇိုင်းမမတ်သင်ကြားပေးရဲ့အချိန်မှာကိုကဒီဇိုင်းမမတ်နဲ့ထူးထူးထွန်းပေါင်းရအောင်လို့အဲ့လိုမျိုးလုပ်မယ်ဒီသမီးတို့ကျောင်းမှာရှိရဲ့နောက်လာမဲ့အဲ့လိုသမီးတို့လိုမျိုးသင်ကျင်တဲ့ညီလေးညီမလေးအဲ့လိုမျိုးရှိလို့ရှိရင်လေမောင်လေးညီမလေးရှိလို့ရှိရင်လေသမီးကလက်စစ်ကမ်းနိုင်တဲ့လူတစ်ယောက်ဖြစ်အောင်သင်မယ်လို့သမီးကြိုးစားထားတယ် အခုသင်ကြားနေတဲ့စောင့်ပညာရပ်မှာရောသမီးအနေနဲ့ဘယ်လောက်ထိများဆိုဆွမ်းဆောင်နိုင်ပြီလဲ သမီးတို့တင်နေတဲ့စောင်းဒီတိခတ်တာပေါ့နော်ဒီစောင်းတိခတ်ရတဲ့အချိန်မှာသမီးတို့ကသမီးတို့ဆိုလို့ရှိရင်10-15မှာနိုင်ငံတော်အဆင့်ထိသွားရောက်ပြီးတော့ရှင်ပြိုင်ခဲ့ပါပြီ။ပြိုင်ပွဲတွေ့ကြုံတွေလည်းအများကြီးရခဲ့တယ်။ပြီးတော့ပြင်ပပွဲတွေမှာအလူမင်္ဂလာပွဲတွေမှာလည်းသမီးတို့ကစောင်းနေပေါ့နော်ဝင်ရောက်တိခတ်ပြီးတော့ဖျော်ဖြေပေးနေတယ် အခုလိုစီစဉ်ပေးတဲ့ဆရာတော်ဘုရားနဲ့သင်ကြားပေးတဲ့ဆရာဆရာမတွေနဲ့အလူရှင်တွေကိုသမီးတို့အနေနဲ့ဗာလေးများပြောချင်သေးလဲမသိဘူး နုပညာတွေကိုတင် जा ခွင့်ရတဲ့တမရရဲ့ကျေးဇူးတင်တဲ့တင် जा ခွင့်ပေးတဲ့ဘုန်းဘုရားဆရာဆရာမများနဲ့ကုညီထောက်ပံ့ပေးတဲ့အလူရှင်မိဘပြည်သူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်တမရပြောချင်ပါတယ်ရှင် အခုလိုဖြေကြားပေးရဲ့သမီးတို့အားလုံးဆရာမတို့ကအထူးပဲကျေးဇူးတင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင်